ထိုင်းရောက်မြန်မာလောက်သားတွေကြားမှာတော်တော်လေးဟိုးလေးတကြောဖြစ်နေတဲ့သတင်းတစ်ခုအကြောင်းပြောပြချင်ပါတယ်။ဒါကတော့ပယုတ်ဆောင်စီတူပလာကျွတ်ကအလုသမားတွေစီကနေငွေဒီလင်းလဲပြီးထရပီးသွားတဲ့ဆိုတဲ့ကိစ္စပါ။ဖြစ်စဉ်ကတော့ကိုစီတူပလာကျွတ်ဟာထိုင်းရောက်မြန်မာလောက်သားတွေကိုတရားဝင်အလုပ်လုပ်ခွင့်ဘက်ကတ်လုပ်ပေးမယ်ဆိုပြီးတယောက်ကိုဘတ်300နှုန်းနဲ့လူပေါင်း900ကျော်စီကနေငွေဒီချိုးကောက်ခံခဲ့တာပါ။ဒါပေမဲ့ဒီနေ့အချိန်ထိသွေးစစ်တာလက်ဖွေနှိပ်တာဘာတစ်ခုမှလုံးမပေးခဲ့တယ်လို့အခုဆိုရင်ဖုံးဆက်ပေတီပျောက်ချင်းမလားပျောက်သွားပြီလို့ကာယကံရှင်တွေကဆိုပါတယ်။အလိန်ခံရသူမနေအေးပြောပြတဲ့စကားကတော်တော်လေးစိတ်မကောင်းစရာပါ။အမှုပညာသမားဆိုတော့မလိမ်မာဘူးဆိုတဲ့စိတ်နဲ့ယုံပြီးအခဲ့ကြတာပါတဲ့။တကယ်တော့ဒီငွေတွေဟာသူတို့အတွက်လွယ်ရခဲ့တာမဟုတ်ပါဘူး။သူများစီကအတိုးနေချင်းကရှိတာလေးပေါင်းနှံပြီးမှအလုတ်လုခွင့်ရဖို့ပေးသွင်းခဲ့ကြရတာပါ။အခုတော့ပတ်စံလက်ဆုံးစာရွက်စာတမ်းလည်းမရတဲ့အပြင်တရားမဝင်နေထိုင်သူဘဝနဲ့ဒုက္ခရောက်နေကြရပါပြီ။ဒါကြောင့်ကိုစီတူပလာကျွတ်အနေနဲ့ကိုငမာပြည်သားအချင်းချင်းစာနာပြီးဒီပြဿနာကိုအမြန်ဆုံးပြန်လာဖြေရှင်းပေးဖို့အလင်းခံရသူတွေကမျှော်လင့်နေကြပါတယ်။မိတ်ဆွေတို့တော့ဒီကိစ္စကိုဘယ်လိုမြင်လဲကိုစီတူပလာကျွတ်ကိုတွေးမိကြသေးလား comment မှာပြောပြပေးခဲ့ပါဦးခင်ဗျာ။